ဘာဖြစ်နေရလဲကွာဟိုကောင်မလေးချောလို့တော့ကျွန်တော်ကြိုက်ကြည့်နေရဗျအဲ့ဒါငါမိမနဲ့ခင်းတယ်လို့ဩစကားကိုအစဆုံးတော့တော့ပါဗျာမလေးဘာဖြစ်လို့လဲဒီမှာအဲ့ကောင်မလေးချောတဲ့လာတဲ့အကြောင်းကိုဘာဖြစ်ကျွန်တော်တချင်းရေးကောင်းတာမင်းကရေးတယ်လို့လားဟင်ဥမတော်အော်တာပဲဥမကျွန်တော်ထင်သေးတာလားဟုတ်မယ်ဘာဖြစ်ဒီမှာကျွန်တော်ပြောမယ်ဒီညကျွန်တော်တို့ရွာမှာကိုနိုင်တို့ဆိုင်းခွဲဆိုင်းလာဒီမှာဗျာဟုတ်တာလေငါမေ့နေတာကွာအေးဟုတ်တယ်အဲ့ဘာဖြစ်လဲပြောဘာဖြစ်ပြောလန့်သွားအေးငါလည်းလန့်သွားတယ်ရွာသားကိုအဲ့ကောင်မလေးချောတဲ့လာတဲ့အကြောင်းကျွန်တော်ပြောပြပြီးတော့တချင်းရေးခိုင်းမယ်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်တချင်းဆိုကိုတောင်းဆိုမယ်ဗျာမကောင်းလားကောင်းတယ်ကူးသွားမလားဟာလာသားမှာကွာလာဟာရိုးတာဟုတ်လားဘာဖြစ်လဲကိုနိုင်ဟုတ်ပါတယ်ငါတို့ရောမှာနေ့တိုင်းလာတီးနေတာသူအားမှငါတို့ကလှူလောက်တာကွာခဏလေးပါကိုနိုင်ဒီညလေးကျွန်တော်တချင်းလေးတစ်ပုတ်တော့စုံပြီးသွားအားချင်းဆိုပါမယ်ကျွန်တော်ရဲ့ကောင်မလေးအကြောင်းလေကျွန်တော်အကြောင်းကလေးရွေးမယ်ကိုနိုင်ကအဲ့ဒါချင်းဆိုပေးပါဩအဲ့ဒီကိစ္စကိုဘာမှမပူနဲ့မင်းတို့ရွာမှာဖြစ်နေတဲ့အကြောင်းအရာလေးတွေအားလုံးမင်းရင်နဲ့ရှိတဲ့ခံစားချက်လေးတွေကိုစာနဲ့ရေးပေးလိုက်ဟုတ်ကဲ့အဲ့ဒါပြီးလို့ရှိရင်ဆိုင်းဆရာကိုပေးလိုက်ဆိုင်းဆရာအတန်ထည့်ပြီးတော့တချင်းမှတခါလေးဆိုလိုက်ပြီဟွန်းလာဗျာကိုနိုင်ကိုစုံပေးပါကျွန်တော်မဟုတ်ဘိုးရင်းကိုဆိုခိုင်းပါဗျာဟိုင်းကွာဟိုဟင်းဆိုကောင်းတယ်ရွာ